ချင်းမိုင်မှာဆိုတော့တယောက်ဖွင့်လာတဲ့ဆိုင်ကိုတကယ်ချင်းရပြောလို့သွားစားကြည့်တာရိုက်မဲ့သွားလိုက်တာဆိုတော့အစားတောက်ကိုအလောက်မမျောလင့်ထားအောင်ပြီးတော့ကိုရောက်နေတဲ့နေရာလည်းနီးတယ်ဆိုတော့သွားလိုက်တာပေါ့နော်ဆိုင်ထဲလေးရောက်ကောသူတို့ရဲ့အပြင်စင်လေးကိုပထမအဆုံးသဘောကျမိတာပဲအခုလိုမျိုးဂျွန်းခုံနေနဲ့အေးချမ်းချမ်းလေးအခုနေခင်းမဲ့ပေါ့နော်2 နာရီလောက်သွားတာတော့မှာပဲဒီသူတို့ဆိုင်ထဲဝင်နေတာနဲ့အေးွားတယ်ပြီးလို့ရှိရင် service ပေးတဲ့မောင်လေးတွေကလည်းပေါ့နော်အရန်ချိုသားပြီးတော့ service လည်းအရန်ကောင်းတယ်နေ့နေ့ပဲနေကြသွားလို့ရှိရင်တော့ဒီချောင်းလေးပေးနာမှာထိုင်ပြီးတော့ပေါ့နော်အေးချီချီလေးကြည့်ရင်လည်းစားရတာလည်းတော်တော်လေးကောင်းမယ်လို့ထင်တယ်ဒါလေးတွေကထားလိုက်တော့အရေးကြီးတဲ့အကြောင်းပြောမယ်အရေးကြီးတာကထမင်းဆိုင်ဆိုတော့ထမင်းရတာအဓိကပဲမလားအဲ့တော့ထမင်းရတာရောဘယ်လိုလဲပေါ့ထမင်းရတာကတော့လုံးဝပေါ့နော်အမကြိုက်တဲ့ထဲမှာပါတယ်အရသာအရန်ရှိပြီးတော့စားလို့အရန်ကောင်းတယ်ဈေးနှုန်းလေးတွေကတော့အမတို့စားခဲ့တာတော့ဖားသားရဲ့ငရမ်းဟင်းရဲ့ဖားသားကတော့ဘတ်150ဝန်းကျင်လောက်ကျတယ်ပေါ့နော်ငရမ်းကတော့130နဲ့140လောက်ဝန်းကျင်လောက်ကျတယ်ဈေးနှုန်းလေးတွေကတော့သူ့ဟင်းပေါ်မူတည်ပြီးတော့ပေါ့နော်ရှိတယ်ဒါပေမဲ့သူကအရန်ဟင်းလေးတွေပေးတယ်ပြီးငပိတိုးစရာပေးတယ်ပေါ့နော်အဲ့ဒီမှာအဓိကပြောချင်တာကငပိရသူတို့လာချလိုက်ကြတဲ့အနံလေးကိုတင်းပြီးတော့မှုေးနေတာပဲအဲ့ကြတဲ့ကောတေးရုံနေပြီးမရတော့ဘူးလုံးဝငပိရအရန်ကောင်းတယ်အဲ့ဒါနဲ့အဝင်ဝါမှာသူတို့ငပိရရောင်းတာတွေ့ခဲ့တယ်အဲ့ငပိရကအခုငပိရလားဆိုတော့ဟုတ်တယ်ဆိုတော့အမအပြန်ကိုငပိရတပူဝယ်ခဲ့တယ်အဲ့တော့တိုးစရာလည်းအစုံငပိထောင်းငပိရလည်းအရန်ကောင်းဆိုတော့တော့ပကံလောက်တော့အနည်းဆုံးတော့စားခဲ့မိတယ်ပြောချင်တာကဆိုင်ကောင်းကြောင်းညှို့ပေးချင်တာဒါပေမဲ့ဒီတော့ငပိစားကောင်းခဲ့တာကိုသတိရပြီးတော့ငပိအကြောင်းပဲပြောမိနေတယ်ဒါဆိုပြောချင်တာကဒီဆိုင်လေးကတော့ recommend မှာမ try မို့ရင် try ကြည့်ပါလို့